တော်ဆုံးလက်ဝှေ့ချန်ပီယံ3ဦးမင်္ဂလာပါအားကစားဝါသနာရှင်များသမိုင်းတစ်လျှောက်အတော်ဆုံးလက်ဝှေ့ချန်ပီယံ3ဦးအကြောင်းကိုပြောပြပေးသွားမှာပါမိုက်ကယ်ဂျော်ဒန်ဟာဘတ်စကတ်ဘောကစားသမားဘဝမှာအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။သူ့ရဲ့အားကစားစွမ်းရည်နဲ့ပြိုင်ဘက်ကင်းတဲ့စိတ်ဓာတ်ကသူ့ကိုကဘာကျော်စေခဲ့ပါတယ်။သူဟာအမှတ်ပေးချန်ပီယံဆု6ကြိမ်ရရှိခဲ့ပြီးမစ်ဒယ်ဆု5ကြိမ်ရရှိခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကသူ့ကိုအားကစားသမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်စေခဲ့ပါတယ်။မူဟာမက်အလီဟာလက်ဝှေ့သမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။သူ့ရဲ့လက်ဝှေ့စွမ်းရည်နဲ့လူမှုရေးလှုပ်ရှားမှုတွေကသူ့ကိုကဘာကျော်စေခဲ့ပါတယ်။သူဟာကမ္ဘာလက်ဝှေ့ချန်ပီယံဆုကို3ကြိမ်ရရှိခဲ့ပြီးသူ့ရဲ့ထူးခြားတဲ့စတိုင်နဲ့ပြိုင်ဘက်ကင်းတဲ့စိတ်ဓာတ်ကသူ့ကိုအားကစားသမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်စေခဲ့ပါတယ်။ဆာရီနာဝီလီယံဟာတင်းနစ်ကစားသမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။သူ့ရဲ့အားကစားစွမ်းရည်နဲ့ပြိုင်ဘက်ကင်းတဲ့စိတ်ဓာတ်ကသူ့ကိုကဘာကျော်စေခဲ့ပါတယ်။သူမဟာဂရင်းစလန်ချန်ပီယံဆု23ကြိမ်ရရှိခဲ့ပြီးသူ့ရဲ့အောင်မြင်မှုတွေကသူ့ကိုအားကစားသမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်စေခဲ့ပါတယ်။အားကစားဝါသနာရှင်များအတွက်အတော်ဆုံးလက်ဝှေ့ချန်ပီယံ3ဦးအကြောင်းကိုပြောပြပေးခဲ့တာပါ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ကျေးဇူးတင်ပါတယ်။